ညနာတော့မသိရသေးဘူးဒါပေမဲ့ဒီနေ့ခေါင်းလျှော့မှာဆိုတဲ့ခါကျတော့အနက်မုံနဲ့အားဖြည့်စီကိုသုံးပြီးတော့ရောက်ခဏနှစ်ထားမယ်ပြီးလို့ရှိရင်ခေါင်းလျှော့ရေးချိုးမယ်ပေါ့နော်အတွက်စောစောလေးဗီဒီလိုက်လိုက်တာမသုံးခင်မှာကိုယ့်ရဲ့သပင်ဆန်တာကိုဘီအကျင်းနဲ့ဖီးပါမယ်ဒါမှသပင်ကျွတ်တဲ့သူတွေဆိုလို့ရှိရင်လည်းကျွတ်တာနဲမယ်ရောက်တာအဲ့ရလုံးလုံးချင်းဆိုတဲ့ခေါင်းသပင်နဲ့တော့ရှုပ်နေတယ်တေချာလေးအဖျားနေရင်တော့ဖီးပြီးတော့မှအရင်နေဖီးပေါ့နော်တော့သပင်မြင်ရလားမသိဘူးသပင်တပင်ကျွတ်ပါတယ်နော်သပင်တပင်ကျွတ်ပါတယ်ဆိုတော့သပင်အရင်ကျွတ်တဲ့သူတွေသုံးကြည့်ပါသပင်ဖြူတဲ့သူတွေအရွယ်မတိုင်ခင်သပင်ဖြူတဲ့သူတွေသုံးကြည့်ပါ။ရအောင်ကြတော့ဒါကိုသုံးခဲ့တာ၄နှစ်ရှိပြီ။ရအောင်ကောင်းမှာသပင်ဖြူတွေရှိတယ်သို့တော့မဟုတ်နှစ်ပုံလောက်ဖြူတယ်ဆိုတော့အမိတ်ဆွေစဉ်းစားကြည့်။သို့တော်လည်းပဲဖြူတယ်လို့မထင်ရဘူး။အနီးကက်ကြည့်မှသာဒါသူသပင်ဖြူတယ်ဟဲ့ဆိုတာတွေ့ရတာ။အဲ့တော့ဖြူတဲ့သပင်ကလေးရောင်လို့လေအယောင်ကြီးထင်းထင်းဖွေးဖန်နေဖွေးနေတာမျိုးမဟုတ်ဘူး။ဆိုတော့ရအောင်လို့သပင်စံသားကအယောက်ကတက်20ရာသပင်ဖြူတာစိုးစေးကို10နှစ်13နှစ်ကျော်14နှစ်နီးပါးလောက်သုံးခဲ့တာဆိုတဲ့အခါကျတော့ဒီယာရဲ့ side effect ကစိုးစေးရဲ့ side effect ကလည်းရှိတယ်နောက်တစ်ခုကကျတော့14နှစ်နီးပါးလောက်ဆိုတဲ့အခါကျတော့ဖြူတွေကလုံးလုံးမဲသွားတာမဟုတ်အယောင်တော့လျော့လာတယ်ဒါကတော့တဘာဝကိုလက်ခံပေးပါเนาะအဲ့တော့အယောက်ဒီဒါကိုသုံးတဲ့အခါမှာဖြူတွေပြန်မဲသွားတယ်ဆိုမဆိုလို့ဘူးသို့တော့လည်းပဲအယောင်တွေမှိန်လာတယ်ဒါတဘာဝရဲ့အာသာချက်ဖြစ်တယ်အားနည်းချက်ကတော့ချက်ချင်းမတိတာတာပေါ့နော်အဲ့တော့ဓာတုတွေသုံးတာကတော့ကျွန်တော်တို့စိုးစေးဆိုလို့ရှိရင်အညိုလားအမဲလားကိုစိုးစင်တဲ့အယောင်နိုင်ဝက်လောက်ချိန်ပြည့်တဲ့အယောင်ပြောင်းလာပဲလေနော်ဘာလို့လဲဆိုတော့ရောက်လို့ဒီအနက်မုံမှာဆိုရင်ချုပ်စေးလည်းမပါဘူးကာလာလည်းမပါဘူးဒါကြောင့်မို့သပင်အနက်မုံသုံးလို့ရှိရင်ချက်ချင်းမဲမှာလားဆိုလို့ရှိရင်တော့လုံးဝမမဲပါဘူးเนาะတဘာဝကိုလွန်ဆန်လို့မရဘူးရောက်ကိုယ်တိုင်လည်းဓာတုတွေသုံးတဲ့အခါမှာ side effect ကိုရောက်ကိုယ်တိုင်ခံစားရတဲ့ခါကျတော့ကိုယ်တိုင် project ကိုထုတ်တဲ့အခါမှာဓာတုတွေကိုလုံးဝမသုံးပါဘူးတက်ရတခုရလာတယ်အဲ့ဒီအခါမှာဇရာရဲ့သဘောတရားကိုကျွန်တော်တို့ကဘယ်လူသားတိုင်းမှာမလွန်ဆန်နိုင်ဘူးအဲ့ဒီအခါမှာအိုမင်းလာမယ်အိုလာမယ်နာလာမယ်အချိန်ကြာလို့ရှိရင်ဒိုင်းသွားမယ်ပေါ့အဲ့တော့မဒိုင်းရင်စက်ကြမှာဘာဖြစ်လဲဆိုတော့လူတွေကကိုယ့်ကိုကြည့်တဲ့အခါမှာမျက်စိပရာသားဖြစ်ခြင်းနဲ့လှပခြင်းနဲ့တင့်တယ်ခြင်းနဲ့ဟုတ်တယ်ဟောကိုယ့်ကိုယုံကြည်မှုတွေရှိစေခြင်းနဲ့အဲ့ဒီအတွက်ကြောင့်မို့လို့ကိုယ့်ကိုယုံကြည်မှုရစေမယ့်အရာတွေနဲ့ support ပေးတဲ့အရာကိုသုံးချင်တာပေါ့သို့တော်လည်းပဲဘာဖြစ်လာလဲဆိုတော့လူတွေအလွယ်လဲလိုက်လာတဲ့အခါမှာချက်ချင်းဆိုတဲ့ result ကိုရကြင်တော့ဓာတုတွေအများကြီးသုံးတယ်အဲ့တော့ကိုယ့်ရဲ့ကျန်းမာရေးကိုများစွာထိခိုက်စေပါတယ်။ယောက်ကအမြဲတမ်းပြောပြတယ်လှတော့လှကျင်တာမှန်တယ်ယောက်ကိုလည်းလှကျင်တယ်သို့တော့ကျန်းမာရေးကိုထိမဲ့အရာတွေနဲ့တော့မှတ်လာပါနဲ့လို့ဘာလို့လဲဆိုတော့လောလောဆယ်မှာလည်းငွေကုန်ပါသေးတယ်ဒီ chemical တွေကနေပြီးတော့ရရှိလာမယ့်စိုးကျိုးတွေကိုလည်းကိုကခံရအောင်မယ်အဲ့ဒီခံရတာလေငွေကုန်ပြီးတော့ကုရမှာပေါ့နော်ဓာတုများတာတွေသုံးလို့ရှိရင်ကင်ဆာထိကိုဖြစ်စေတဲ့အရာဖြစ်တယ်အဲ့တော့အရောက်ကယောဂကိုငွေနဲ့မဝင်နဲ့လို့အမြဲတမ်းပြောပြတာဖြစ်တယ်အဲ့တော့ရောင်ရဲ့ product ကိုသုံးကြည့်တဲ့သူတိုင်းအဆင်ပြေခြင်းမပြေမဲ့သို့တော့တကယ်ကိုမှနီးမှန်လမ်းမှန်သုံးတဲ့သူတွေအဆင်ပြေတာကိုတွေ့ရတယ်အဲ့ဒီအတွက်ကြောင့်မို့လို့ရောက်လဲဂုဏ်ယူတယ်ပေါ့နော်သပင်နှက်မုံနဲ့အားပြည့်စီနဲ့ကိုစိန်ထားတဲ့အရာအခုသုံးနေတာပေါ့နော်အဲ့တော့ကိုယုံကြည်မှုရှိတဲ့သူတွေသုံးကြည့်ပါလို့ရောင်ကပြောချင်ပါတယ်ရှင်ကျေးဇူးပါ